ဒီလိုမျိုးအလင်းပြန်နေတဲ့ဘက်မှန်ကနေဒီလိုမျိုးအလင်းရောင်ဆိုးယူတဲ့ဘက်မှန်ဘယ်လိုမျိုးပြောင်းသွားသလဲဆိုတာကျွန်တော်လာပြောပြမှာဖြစ်ပါတယ်ကားမှာပါတဲ့ auto damage စနစ်ဆိုတာကျွန်တော်တို့ညဘက်ကားမောင်းတဲ့အခါနောက်ကနေလိုက်လာတဲ့ကားရဲ့ကျွန်တော်တို့ရှေ့မီးလင်းရောင်ကြောင့်မျက်စိကြေးတာတို့မျက်စိပြာတာမျိုးမဖြစ်အောင်နောက်ကြည့်မှန်ကိုအလိုလျောက်မှောင်သွားစေတဲ့စနစ်ပဲဖြစ်ပါတယ်ခင်ဗျညဘက်တွေမှာနောက်ကားက highway မီကြီးဖွဲ့လိုက်လို့ရှိရင်ရင်မောင်းသူကတော့10စက္ကန့်နဲ့20စက္ကန့်လောက်ထိကတော့ဒီမျက်စိတွေကတော့ဝါတော့ပဲဒီလိုမျိုး auto damage မှန်တွေကြတော့ကျွန်တော်တို့ဒီမှန်ကနေလင်းရောင်ကိုလိုလျောက်ဆုပ်ယူလိုက်တဲ့အတွက်ကြောင့်မို့လို့ညောက်ဘက်တွေကောင်းမောင်းလို့ရှိရင်လည်း AC နောက်ရှင်းမရှိပဲနဲ့ AC မောင်းလို့ရတာပေါ့နော်ဟိုဘက်ဘက်မှန်ကိုကြည့်လိုက်လို့ရှိရင်ကျွန်တော်တို့ရိုးရိုးမှန်ကနေဒီအလင်းရောင်ဆုပ်ယူတဲ့မှန်ဖြစ်တော့ပြောင်းလဲသွားမှာကိုတွေ့ရမှာဖြစ်ပါတယ်သူကဘယ်လိုမျိုးလှုပ်တာလဲဆိုတော့ကားရဲ့အလယ်မှာရှိတဲ့အနောက်ကြီးမှန်မှာပေါ့နော်ဒီမှန်ရဲ့မျက်နှာပြင်မှာဆိုလို့ရှိရင်အနောက်ကားရဲ့အလင်းရောင်ကိုအာရုံခံတဲ့စင်ဆာတစ်ခုရှိတယ်ပြီးလို့ရှိရင်ဒီကောင်ရဲ့အကျောဘက်မှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီပတ်ဝန်းကျင်ရဲ့အခြေအနေကိုအာရုံခံမဲ့စင်ဆာတစ်ခုရှိတယ်ကျွန်တော်တို့ပတ်ဝန်းကျင်မှောင်နေလားနေကင်းဘက်လားညကင်းဘက်လားအဲ့လိုမျိုးကိုအာရုံခံပေးတဲ့စင်ဆာတစ်ခုရှိတယ်ဗျဒီမှာဆိုလို့ရှိရင်အလဲနောက်ကြည့်မှန်ဒီကကြတယ်ဗျဘာဖြစ်လို့လဲဆိုတော့အလဲနောက်ကြည့်မှန်မှာကျွန်တော်တို့အာရုံခံခြင်းနဲ့ဒီပြီးလို့ရှိရင်အမှန်ကိုမှောင်မလားမမောင်ဘူးလားဆိုတာကိုစိုးဖြတ်ပေးတဲ့လုပ်ငန်းစဉ်ကိုလှုပ်ဆောင်ပေးတဲ့အတွက်ကြောင့်မို့လို့ပါဒီမှာဆိုလို့ရှိရင်ပထမဆုံးဒီအလဲဘက်မှန်ရဲ့ကြောဘက်မှာရှိတဲ့စင်ဆာလေးကနေပြီးတော့ကျွန်တော်တို့ပတ်ဝန်းကျင်ကမှောင်နေလားလင်းနေလားအဲ့လိုမျိုးကိုအာရုံခံပေးမယ်တကယ်လို့ပတ်ဝန်းကျင်ကလည်းမှောင်နေပြီးအလဲဘက်မှန်ရဲ့မျက်နှာပြင်စီကိုလည်းအနောက်ကနေလင်းရောက်နေပြီဆိုတာနဲ့ကျွန်တော်တို့ CPU ကနေပြီးတော့ဒီ electric ထုတ်ပေးမှာဖြစ်ပါတယ်လက်စစ်ဘုတ်ထုတ်ပေးမှာဖြစ်ပါတယ်အဲ့ဒီလက်စစ်ဘုတ်တွေကကြတော့ကျွန်တော်တို့ဒီဘက်မှန်မှာရှိတဲ့ electrochromic gel လို့ခေါ်တဲ့အဲ့ဒီ gel တွေနဲ့ဓာတ်ပြုပြီးတော့ဘက်မှန်ကိုအရောင်ပြောင်းသွားစေမှာဖြစ်ပါတယ်အဲ့ဒီလိုမျိုးအရောင်ပြောင်းသွားတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့ဒီအလင်းရောင်ကြာရောက်တဲ့အချိန်မှာအလင်းရောင်ကိုစုပ်ယူလိုက်တယ်လို့မျိုးဖြစ်သွားတာပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီအလဲဘက်မှန်ရဲ့မျက်နှာပြင်စီကနေလင်းရောင်မရှိတော့ဒီနဲ့တပြိုင်တည်းကျွန်တော်တို့မှန်ဒီကနေကိုမူလအရောင်တိုင်းကိုပြန်ပြောင်းသွားမှာဖြစ်ပါတယ်ဒီနေရာမှာတခုသိထားရမှာကျွန်တော်တို့ဒီနေခင်းပဲဖြစ်ဖြစ်ညခင်းပဲဖြစ်ဖြစ်ဘက်ဂီယာထိုးလိုက်လို့ရှိရင်တော့မှန်တဲ့အကုန်လုံးကငကိုမူလအရောင်တိုင်းကိုကျွန်တော်တို့ပြန်ပြောင်းသွားမှာဖြစ်ပါတယ်ခင်ဗျဒါ safety အတွက်ပေါ့နော်ကိုကဒီလိုမျိုးစမ်းကြည့်ချင်တယ်ဆိုလို့ရှိရင်ပထမဆုံးကားတော့ကို on ထားမယ်ပြီးလို့ရှိရင်ဒီအလဲဘက်မှန်ရဲ့ကြောဘက်ရစင်ဆာလေးကိုတေလေးနဲ့ဖြစ်ဖြစ်ကတ်ထားမယ်မို့လို့ရှိရင်လဲလေးနဲ့ဖြစ်ဖြစ်ပိတ်ထားမယ်ပြီးရင် foam မီလေးနဲ့ကျွန်တော်တို့ဒီလက်ဘက်မှန်ရဲ့မျက်နှာပြင်ကိုထွန်းကြည့်လိုက်လို့ရှိရင်ဒီဘက်မှန်တွေကအယောင်ပြောင်းသွားမှာကိုတွေ့ရမှာဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့နောက်ဗီဒီယိုမှာလည်းကျွန်တော်ဒီ auto damage ပါတဲ့မှန်ရဲ့ face ဖို့ကိုကျွန်တော်ထပ်ပြီးတော့ရှင်းပြထားသေးရဲ့ဗျတကယ်လို့ကိုကကျွန်တော်ပြောသလိုမျိုးစမ်းပြီးွားပြီဆိုလို့ရှိရင်ရမရလေးပြန်ပြောခဲ့ဘူးเนาะโอเคအားလုံးပဲဆင်ပြေကြပါစေဗျ